KIA ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်သတင်းထူးသတင်းမှန်တွေကိုတင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပေးဖို့တောင်းဆိုချင်ပါတယ်ကချင်65နှစ်ပြည့်ခမ်းနားတာအမေရိကန်နိုင်ငံနဲ့ online ကနေပြောကြတဲ့အထက်မှာမေကွန်ပြောတဲ့အထက်မှာအများကြီးပြောသွားတာတွေရှိပါတယ်အဲ့တော့တရုတ်ဆိုရကအာဏာသိမ်းပြီးတဲ့မှာသူတို့ခေါ်တွေ့ခဲ့ကြအောင်သူတို့ကစစ်ပွဲတွေဖြစ်နိုင်ကြအောင်ပြီးခဲ့တဲ့မကြခင်ရလဲတရုတ်ဆိုရမျိုးတို့ကဆရာနာရှင်ကိုနိုင်လားလို့မေးတဲ့အကြောင်းအဲ့ဒီအချိန်မှာမင်းတို့တုန်းကလည်းတရုတ်နဲ့ထိုင်ဝမ်ပြဿနာမှာအမေရိကန်တို့ရုရှားတို့ထောက်ခံတဲ့အဖွဲ့တွေကဒီထိုင်ဝမ်ကိုထွက်ပြေးသွားပြီဘယ်သူမှမထောက်ခံတဲ့မင်းတို့ပဲနိုင်ခဲ့တဲ့ဥပမာကိုပေးခဲ့ကြအောင်အဲ့လိုဥပမာပေးခဲ့တဲ့အတွက်တရုတ်ဘက်ကလည်းအမှန်ဖြစ်တဲ့အတွက်အသာမထွက်တော့ကြအောင်ပြောချင်တာကပြည်သူထောက်ခံမှုရှိတဲ့လူပဲနိုင်မယ်ဆိုတာကိုပြောချင်တာပြီးတော့နေပြည်တော်ကလည်းကချင်ကိုတီးခြားဆက်ဆံမှုလုပ်ကြအောင်အဲ့ဒီအချိန်မှာKIO ကဒါ NUG နဲ့ပြောမှစကားပြောနိုင်မယ်လို့ပြောဆိုကြအောင်အဲ့တော့နေပြည်တော်ကိုလည်း NUG နဲ့စကားပြောဖို့အတွက်ကန့်လန့်ထားကြအောင်အဲ့တော့နိုင်ငံရေးနဲ့စစ်ရေးကိုတပြိုင်နက်တည်းအကောင့်တွေပေါ်မှာဖြစ်ကြောင်းမြန်မာနိုင်ငံမြောက်ပိုင်းတစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ဖို့အတွက်ကချင်နာကချင်းဒီအဖွဲ့တွေနဲ့အတူကတော့လုံးပေါ့နော်ကောလင်းကတာအဲ့ဒီနေရာတွေအားလုံးကိုထိန်းချုပ်ထားမှာဖြစ်ကြောင်းမြန်မာနိုင်ငံမြောက်ပိုင်းကိုထိန်းချုပ်နိုင်မှာသာလေမြန်မာနိုင်ငံအောက်ပိုင်းကိုပါထက်လက်ထိန်းချုပ်နိုင်မှာဖြစ်ကြောင်းပြီးတော့ဒီကချင်ပြည်နယ်ဝင်ပေါက်ပြတဲ့စကိုင်းတိုင်းမှာလည်းရန်သူကိုထိုင်ဆောက်ပြီးတော့တိုက်ခိုက်နေမှာဖြစ်ကြောင်းဒီဗမော်ကိုတိုက်ခိုက်ရတာတစ်နှစ်နဲ့ကြာပြီဆိုတော့ပေးဆက်မရှိတာဖြစ်ကြောင်းဒါပေမဲ့သူတို့ဒီသတင်းမထုတ်ပြန်ကြောင်းဥမာသူတို့တွေသတင်းထုတ်ပြန်လိုက်မယ်ဆိုရင်ရန်သူဘက်ကတုတ်ပြန်မှုတွေရှိတာဖြစ်တဲ့အတွက်သတိသတင်းတွေမထုတ်ပြန်တာဖြစ်ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းပဲရန်သူရဲ့ radar စကူဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့တော့ဒီအများကြီးပြောဆိုသွားတယ်သူတို့ပြောကာလဆိုတာ4နှစ်ခွဲနဲ့6နှစ်ကြာမယ်လို့ခံမှန်းထားပြီးသားဖြစ်ကြောင်းအဲ့ဒီဂျာကာလဆိုတာဒါဒီခိုင်မာတဲ့အစိုးရတစ်ဖွဲ့ပေါ်လာတဲ့အချိန်ထိကိုပဲပြောချင်တာဖြစ်ကြောင်းအဲ့ဒီဂျာကာလမှာတော်လိုင်းကြီးပြီးမယ်လို့ဆိုလိုချင်မဟုတ်ကြောင်းတော်လိုင်းကြီးဘတော့ပြီးမှလဲလို့ခဏအမေးခံရကြောင်းကျွန်တော်လည်းခဏမေးကြတာပဲလေအဲ့တော့အဲ့ဒါကအားလုံးပြိုင်နေတဲ့ပူပေါင်းပါဝင်မှသာအမြန်ပြီးနိုင်မယ်လို့လည်းဖြေကြားလို့ကြောင်းဆိုတဲ့ဒီဗိုလ်ချုပ်ကွမ်မော်ရဲ့ပြောဆိုမှုတွေပေါ့နော်ဗိုလ်ချုပ်ကွမ်မော်ရဲ့ပြောဆိုမှုတွေအလုံးအမတန်ကောင်းပါလေအဲ့တော့ဒါဂျာကာလပဲရှိသေးတယ်6နှစ်ဆိုတော့အခု9နှစ်ဆိုတော့2016မှာကြီးမားတဲ့အပြောင်းလဲဖြစ်လာမယ်လို့ယူကြည်ကြောင်းဆိုရင်ဒါဂျာကာလပဲရှိအောင်ပါလေအဲ့တော့ခိုင်မာတဲ့ဒေါ်လာအစိုးရတည်းပေါ်လာမှာလေအဲ့တော့ NUG ကခိုင်မာတဲ့အစိုးရကုလသမဂ္ဂအတိမတ်ပြုအစိုးရအဖြစ်ကုလသမဂ္ဂကိုတစ်နှစ်ကိုဒေါ်လာ3သိန်းနဲ့3နှစ်တောင်သွင်းထားပြီးပြီမြန်မာနိုင်ငံကိုစားပတ်စံနေသွင်းနေရတာပေါ့အဲ့ဒါအားလုံးလည်းပြည်သူပတ်စံပေါ့အဲ့တော့တစ်ဖက်တစ်လမ်းကပြောရင် NUG ကကုလသမဂ္ဂပြုအစိုးရဖြစ်နေပြီဂျာကာလက4နှစ်ခွဲနဲ့6နှစ်ပေါ့4နှစ်ခွဲနဲ့6နှစ်ဆိုတော့ဒီ2025နှစ်လယ်ကနေပြီးတော့2026အကုန်ထိပေါ့အဲ့ဒါကိုတို့ကအခုဆွေးနွေးနေတာပေါ့နော်အဓိကကတော့တို့ K3C ပေါ့နော် KIA KNU CNDF KNPP လား FP ကရင်ဒီပေါ့ဒီဖွဲ့တွေနဲ့အတူပေါ်တာ NG နဲ့ဆွေးနွေးနေကြတယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ဒါဗိုလ်ချုပ်ကွမ်မော်ထုတ်ပြောသွားတဲ့စကားတွေပေါ့နော်အဲ့တော့တရုတ်ပြည်ကလည်းမင်းတို့မြန်မာစစ်တပ်ကိုနိုင်လားဆိုတဲ့မေးခွန်းကိုမေးတယ်တဲ့ဒါတရုတ်ပြည်မှာပေါ့ကမ္ဘာလုံးအသိချင်နေတာပေါ့နော်မင်းတို့ဒီစစ်တပ်ယူဘယ်လိုနိုင်အောင်တိုက်မလဲပေါ့အဲ့တော့တော်လိုင်းရေးစားခဲ့တဲ့ကအတူတချောင်းတောင်ရှိတဲ့ဘွားကနေကျွန်တော်တို့ကတိုက်ခဲ့တာလीနော်အဲ့တော့တရုတ်ကွန်မြူနတီတော်လိုင်းရေးတွေလည်းဒီလိုပဲဖြစ်ခဲ့တာပဲဘော်ရှီဗစ်တော်လိုင်းဒီလိုပဲဖြစ်ခဲ့တာပဲလေအဓိကကတော့ပြည်သူထောက်ခံမှုပဲဟုတ်တယ်နော်ပြည်သူထောက်ခံမှုရှိနေသေးကာလပတ်လုံး
ရန်သူရဲ့တက်ကိုစိတ်သက်ပြူအောင်လုပ်နိုင်သူကာလပတ်လုံးကျွန်တော်တို့ကအင်အားအသာပဲအခုဆိုရန်သူမှာဆိုရင် traditional စစ်သားလို့ခေါ်တာပေါ့ဆိုကြလို့ပုံမှန်စစ်သားအစ်စ်တွေမရှိတော့ဘဲနဲ့အခုမှအထုအယောင်တွေကိုအတင်းခေါ်ပြီးတော့စစ်တိုက်ခိုင်းနေတဲ့အတွက်ရန်သူကအကြီးကျယ်ရှုံးနေတာပေါ့ရုရှားမှာဆိုရင်ဘယ်သူတွေကိုခေါ်တိုက်ခိုင်းနေလဲဆိုရင်ဘယ်သူတွေခေါ်တိုက်ခိုင်းနေလို့ထင်တယ်ရုရှားမှာဥပမာပေါ့ဒါဘိုးသူတာပေါ့ယူကရိန်းမှာဆိုရင်စစ်တိုက်နေတဲ့အချိန်မှာရုရှားကသူ့လူမျိုးတွေကိုသူမကတော့ပဲတခြားလူတွေကိုခေါ်ပြီးစစ်တိုက်ခိုင်းနေရပြီဘယ်လိုလူမျိုးတွေကိုရုရှားခေါ်ပြီးစစ်တိုက်ခိုင်းနေရပြီလို့ထင်လဲ။ရုရှားယူနီဖောင်းတွေဝတ်ခိုင်းပြီးတော့စစ်သည်တန်းတွေပေးပြီးတော့ဒေါ်လာနဲ့ပေါ့ဗျာဒေါ်လာ1000ခွဲလို့2000လို့ပေးပြီးတော့ခေါ်တိုက်ခိုင်းနေတာပူတင်ကအဲ့ဒီလူတွေကလည်းလာတိုက်တယ်ဗျာဒေါ်လာ1000ခွဲ2000လုံးရတယ်ပဲစနေဘုသူတွေလို့ထင်တယ်ကမ္ဘာဘယ်နေဗေဒေသားလို့ဖြစ်မယ်ထင်တယ်အာဖရိကနိုင်ငံတွေကအာဖရိကကနေပဲရုရှားစစ်တပ်တွေကတချို့အာဖရိကတွေမှာအာဖရိကမဟုတ်ဘူးမြောက်ကိုရီးယားကတသက်မြောက်ကိုရီးယားတသက်အာဖရိကနိုင်ငံတွေကအခုအာဖရိကစစ်သားတွေအာဖရိကမှာရုရှားကတချို့ဒီစစ်အာဏာရှင်အာဖရိကတွေနဲ့ဒီသွားပြီးတော့ကွန်ဂိုမှာလားမသိဘူးနိုင်ငံတနိုင်ငံမှာရုရှားကခြေကုပ်ယူထားတယ်အဲ့ဒီကနေမှဒီအာဖရိကကနေကြေးစားတွေကိုစုဆောင်းနေပြီးတော့ဒေါ်လာ1000ခွဲလောက်နဲ့ခေါ်တိုက်နေရတာသူ့နိုင်ငံမှာရှိတဲ့ရုရှားတွေလည်းသူဟိုဒီမှာစစ်မှုမထမ်းမနေရလို့တာကုန်နေပြီအဲ့တော့ကျွန်တော်အင်္ဂလိပ်လိုဘာသာပြန်မှန်းထားလိုက်မယ်အင်္ဂလိပ်လိုဘာသာပြန်ထားရင်ဒီ6800ဇာတ်တွေဝင်ရေးနေတာကိုသူတို့ဘာသာပြန်ခက်တဲ့ပုံစံရှိတယ်အဲ့တော့အာဖရိကကနေဝင်တိုက်နေတာဖြစ်တဲ့အတွက်ဒီမြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲလေဒီမြန်မာနိုင်ငံမှာလည်းဒီတိုင်းပဲဒီစစ်အာဏာရှင်တွေရဲ့ဒီစစ်သားတွေကိုကျွန်တော်တို့ကဘယ်လိုပြောမလဲစိတ်တဲ့ရေးဟာပြိုလဲအောင်လုပ်နိုင်ပြီအဲ့တော့အခုဆိုရင်ပဲကြည်တာသူတို့ကလူလက်နဲ့အင်အားအသာတာရှိတယ်ဒါပေမဲ့သူတို့ရင်တိုက်ပွဲတွေမှာဂျားပြတ်တိုက်ပွဲတွေမှာသူတို့ထွက်ပြေးနေရတာပဲရှိတယ်အဲ့တော့ကျွန်တော်တို့ဘက်ကလက်သွေးတဲ့ပုံစံတွေဖြစ်လာတာပေါ့နော်အတွေ့အကြုံပိုများလာတာပေါ့ဒါပေမဲ့ကျွန်တော်တို့ဘက်မှာလည်းအန်ဒီရှိလာဆိုတော့ရှိတယ်သူတို့ဘက်ကလေချောင်းပါဝါပေါ့နော် firing power အဲ့ဒီ power နဲ့တော့အနိုင်ကျင့်တာတွေတော့ရှိတာပေါ့အဲ့တော့ဒါကပြည်တွင်းအနေထားပေါ့နော်ပြည်တွင်းအနေထားကြီးတစ်ခုပေါ့ဒီပြင်စင်စဲကာလကိုဂျာပြက်ကာလလို့သူတို့ကသုံးနှုံးတယ်ဆိုဘုကွာမဟုတ်ပြောသွားတာပွဲပြီးမဲ့ကာလလို့ပြောတာမဟုတ်ဘူးအခုပဲသူတို့အချင်းတော်လန်ကြီးက65နှစ်တောင်ပြည့်သွားပြီအဲ့တော့ဒီကောင်းနေဗျာသိလားအင်္ဂလိပ် translation ကသူတို့ရေးချင်တာရေးတာကိုဘာသာပြန်ခတ်တဲ့အခါကျတော့ကျွန်တော်တို့မျက်စိမနှောက်တော့ဘူးကျွန်တော်အင်္ဂလိပ် translation မှာဖွင့်ထားလိုက်မယ်အဲ့တော့အားလုံးမင်္ဂလာပါဒီနေ့ညနေကျွန်တော်ကိစ္စရတစ်ခုကိုဆွေးနွေးမှာပါအမေရိကန်နိုင်ငံရေးနဲ့ပတ်သက်တယ်အခုကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာဟာသတင်းသုံးသပ်ချက်မဟုတ်ပါဘူးကျွန်တော်တို့အတူဒီ9နှစ်တာရှိတဲ့ PhD အတန်းမှာအလုံးဝိုင်းပြီးစဉ်းစားလို့ရအောင်အိမ်စာချပေးမဲ့သဘောရှိပါတယ်အဲ့တော့အတူတူကသူတည်တနာလုပ်မဲ့သဘောရှိပါတယ်အဲ့ဒါကိုဆက်သွားခြင်းပါတယ်သဘောတူရဲ့လားတခြားအကြောင်းအရာတွေမပြောနဲ့တော့အခုကျွန်တော်ဒီအကြောင်းအရာကိုဒီနေ့ဒီကျွန်တော်ရဲ့ PhD အတန်းမှာပြောတော့မယ်အဲ့တော့တခြားတိုင်းရနေကိုမှတ်လာမမှတ်ပါနဲ့ဖတ်မှလည်းမဟုတ်ဘူးနော်တခြားအကြောင်းအရာတွေလာပြီးမပြောပါနဲ့ပြောရင်ဘယ်လောက်လောက်ခံရမှာအခုကျွန်တော်အကြောင်းအရာတစ်ခုကိုဆွေးနွေးတော့မှာဖြစ်တယ်အဲ့တော့မဆိုင်တဲ့အကြောင်းအရာတွေ comment မှာမရေးပါနဲ့တော့အဲ့တော့အကြောင်းအရာတစ်ခုကို
အဲ့တော့ဒီတရားကတော်တော်မျက်စိနောက်နေပြီကျွန်တော်ဘာလို့လုပ်လိုက်ပြီအဲ့တော့အကြောင်းအရာတစ်ခုကိုဆွေးနွေးမှာဖြစ်တယ်အဲ့ဒီအကြောင်းအရာဒီအမေရိကန်နိုင်ငံကြီးနဲ့ပတ်သက်တယ်အဲ့တော့အဖြေကိုကျွန်တော်အင်စာအနေနဲ့ထားခဲ့မယ်နောက်မှဝိုင်းဝန်းပြီးဆွေးနွေးကြမယ်အဲ့ဒီတိုင်းဆက်သွားမယ်အားလုံးသဘောတူပါသလား yes or no အဲ့တော့ဒီနေ့ class ကဒီနေ့အတန်းကကျွန်တော်တို့ကအဲ့ဒါပဲပြောမယ်ကျန်တဲ့အကြောင်းအရာတွေမဆွေးနွေးဘူးเนาะအဲ့တော့မဆိုင်တာတွေမရေးနဲ့မျက်စိနောက်တယ်ကျွန်တော်ဘလောက်လောက်လိုက်မယ်အားလုံးဘသူ့ကိုဖြစ်ဘလောက်တော့မဆိုင်တာတွေမပြောနဲ့အခုဆိုင်တဲ့အကြောင်းအရာကိုပဲသွားမယ်ကျွန်တော်တို့ PhD တန်းအတွက်အကြောင်းအရာတစ်ခုကိုဆွေးနွေးမယ်အဲ့ဒါကိုကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့အဖြေရှာမယ်အင်စာအနေနဲ့သွားမယ်ပြီးမှကျွန်တော်လည်းအဖြေထုတ်သွားမယ်ပေါ့အားလုံးသဘောတူပါသလား yes or no ကျွန်တော်ရဲ့အတန်းကိုအခုမှကြားဖြတ်ပြီးလာတက်လို့ကတော့သူများပြောတာထိုင်နားထောင်ဖို့ပဲရမယ်အဲ့တော့ line မီမှာလို့လည်းမထင်ဘူးအဲ့ဒီချိန်ကျရင်တော့အေးအေးဆေးဆေးနေပါဟိုဒီကျွန်တော်ရဲ့အတန်းထဲမှာလာပြီးတော့နှောက်ယှက်ပြီးတော့ဟိုမေးမိဒီမေးပောက်ကြရတွေလာပြောမဲ့လူတွေမကြိုဆိုပါဘူးကိုပြောချင်းကိုယ့်အကိုအခန်းပြေထွက်ပြီးတော့ပြောပါဒီအတန်းထဲမှာနေရာမရှိပါဘူးเนาะအခုကျွန်တော်စပြီးဆွေးနွေးမဲ့အကြောင်းအရာကဒါပထမဆုံး PhD အတန်းအတွက်ကျွန်တော်တို့စာတန်းတစ်စောင်ပေါ့เนาะအိမ်စာပေါ့အဲ့တော့အဲ့ဒီစာတန်းတစ်စောင်ကကျွန်တော် live ကိုအမြဲတမ်းနားထောင်နေကြတဲ့ဒီ9နှစ်ဒီအတန်းသားတွေပဲတည်တည်ချာချာနားလည်နိုင်မှာပါ။ဒါမှမဟုတ်လေအခုမှဝင်ရနားထောင်ပြီးတော့ကိုယ့်အကူအပြင်မာတဲ့အတွေ့အကြုံရှိလို့လည်းနားလည်နိုင်ပါတယ်။ဒါပေမဲ့မဆိုင်တဲ့ဒီမူလတန်းအကြောင်းတွေလာမပြောပါနဲ့နော်။ဒီနေ့အတန်းမှာအဲ့ဒါတွေကျွန်တော်တို့စိတ်ဝင်စားပါဘူး။အဲ့တော့အကြောင်းအရာကိုစပါပါ။အမေရိကန်နိုင်ငံမှာလာမယ့်နိုဝင်ဘာလမှာကြားပြတ်ရွေးကောက်ပွဲရှိပါတယ်။အဲ့တော့ကြားပြည့်ရွေးကောက်ပွဲရှိပါတယ်အဲ့ဒီကြားပြည့်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီနဲ့ရီပတ်ဘလစ်ကန်ပါတီနှစ်ပါတီကရှင်ပြိုင်မှာဖြစ်ပါတယ်အဲ့အောက်လွှတ်တော်အမတ်တွေအကုန်လုံးပြန်ရွေးမှာပါအောက်လွှတ်တော်မှာရှိတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးအရွေးခံရမှာပါအမေရိကန်အောက်လွှတ်တော်က2နှစ်ပဲသက်တမ်းရှိပါတယ်အထက်လွှတ်တော်မှာကတော့3ပုံတစ်ပုံအထက်လွှတ်တော်က6နှစ်သက်တမ်းရှိတယ်တင်အထက်လွှတ်တော်က3ပုံတစ်ပုံပဲပြန်ရွေးမှာပါ3ပုံ2ပုံကတော့သူ့နေရာပဲသူရှိနေဦးမှာပါအဲ့တော့လာမယ့်အမေရိကန်နိုင်ငံရဲ့ဒီနိုဝင်ဘာလမှာဖြစ်မဲ့ရွေးကောက်ပွဲဒီအမေရိကန်အောက်လွှတ်တော်အမတ်တွေအားလုံးပြန်ရွေးခံရမှာတကယ်ပွဲကြီးပွဲကောင်းမှာအထက်လွှတ်တော်ကကြတော့3ပုံတစ်ပုံပဲရွေးမှာအခုလက်ရှိအနေထားဒီယနေ့အနေထားဒီအောက်လွှတ်တော်မှာရီပတ်ဘလစ်ကန်တွေကနှစ်နေရာအသာနဲ့အနိုင်ရနေတယ်အဲ့တော့လွှတ်တော်ကိုသူတို့စီးထားတယ်အထက်လွှတ်တော်မှာက4နေရာ5နေရာအသာနဲ့ရီပတ်ဘလစ်ကန်ကအနိုင်ရထားတယ်မဲမပြတ်ဘူးပေါ့ဗျာအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိသမ္မတသည်ဒီလွှတ်တော်2ရက်လုံးကသူ့လူတွေဖြစ်နေတာဖြစ်တဲ့အတွက်သူလှုပ်ချင်တာလှုပ်တာကိုလွှတ်တော်ကနေ check and balance လုပ်လို့မရဘူးဖြစ်နေတယ်လက်ရှိလွှတ်တော်မှာရှိတဲ့ဥက္ကဋ္ဌတွေကလည်းသူ့လူတွေဖြစ်ပြီးသူဘာလို့လို့နှာစီးနေကြတယ်နောက်တစ်ချက်ကတရားရေးဝန်ကြီးဌာနအဲ့ဒါကလည်းသမ္မတရဲ့သဘောတရားဖြစ်နေတယ်နောက်တစ်ချက်က FBI ဆိုတဲ့ထောက်လှမ်းရေးအဲ့ဒီလူတွေကလည်းသမ္မတခိုင်းတဲ့အတိုင်းအကုန်လုပ်နေတယ်နောက်တစ်ချက်ကမောင်ရီခဲတို့အဖွဲ့ ICE လို့ခေါ်တာပေါ့နော်လူမှုကြီးကြပ်ရေးဖမ်းဆီးရေးအဖွဲ့ပေါ့ဗျာထိန်းသိမ်းရေးအဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကလည်းသမ္မတရဲ့သဘောတရားအတိုင်းအကုန်လုပ်နေတယ်နောက်တစ်ချက်ကတရားရုံးချုပ်တရားသူကြီးချုပ်ကြီးကလည်းသမ္မတသဘောတရားအတိုင်းပဲသမ္မတကိုလူငယ်ချမ်းသာခွင့်ပေးထားတာအဲ့တော့သမ္မတရဲ့ policy ကိုဟန်တာဖို့မရှိဘဲနဲ့သဘောတူပြီးဖို့အနေအထားရှိနေပါတယ်အဲ့တော့အခုလက်ရှိအမေရိကန်နိုင်ငံမှာလက်ရှိသမ္မတသည်တစ်နှစ်ခွဲအခုဒီနွေမာလာဆို2နှစ်ပြည့်တဲ့တိုင်းပြည်ကိုအုပ်ချုပ်ပြီးတဲ့အချိန်မှာအမေရိကန်နိုင်ငံမှာဖြစ်နေတဲ့အခင်းကျင်းများအရာအဓိက affordability လို့ခေါ်တဲ့
ကုန်စည်နှုန်းတွေဈေးကြီးနေတာတွေပြည်သူတွေခက်ခဲနေတာတွေပြီးတော့အခုလိုမောင်ရီခဲတို့အဖွဲ့ရဲ့ဒီတရားမဝင်နိုင်ငံသားတွေကိုဖမ်းဆီးအရေးယူနေတာတွေအဲ့ဒါတွေအားလုံးကနေအမေရိကန်နိုင်ငံသားတွေပါအိမ်ပေါ်တွေဆွဲချခံနေရနေတာတွေတနိုင်ငံလုံးကိုသမ္မတကလူစုတွေကိုရှင်းလင်းရေးလုပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်တွေလှုပ်ပြီးတော့ဒီပြည်내အစိုးရတွေကိုဗဟိုအစိုးရကစိန်ခေါ်နေတာတွေနိုင်ငံရေးကအငင်းပွားနေတာတွေအကြီးအကျယ်ဖြစ်နေတဲ့အချိန်ပေါ့အဲ့တော့အဲ့ဒီကနေပြီးတော့အမေရိကန်နိုင်ငံမှာတခါမှမဖြစ်ဘူးတဲ့အမေရိကန်နိုင်ငံရဲ့ဥပဒေစိုးမိုးရေးမောင်ရီခဲတို့အဖွဲ့ကအမေရိကန်နိုင်ငံသား2ယောက်ကိုနေ့လေကောင်လူမြင်ကွင်းကြီးမှာပြစ်တက်လိုက်တဲ့ကိစ္စရနဲ့ပတ်သက်ပြီးအဲ့ဒီပြစ်တက်လိုက်တဲ့လူတွေကိုအရေးမယူပဲရေးယူလို့မရပဲသမ္မတနဲ့အဖွဲ့ကအကာအကွယ်ပေးထားပြီးတော့ပြည်내မြို့နယ်အစိုးရတွေကလုံးဝအရေးယူလို့မရအောင်လူငင်းချမ်းသာခွင့်ရနေတာတွေအဲ့တော့အမေရိကန်နိုင်ငံကနေပြီးတော့ဒီကုန်သွယ်စည်းချက်ခွန်တွေကဘာလုံးကိုကောက်တာဖြစ်တဲ့အတွက်အမေရိကန်အစိုးရပတ်စံရပြီမဲ့လေအမေရိကန်ပြည်သူတွေကကုန်စည်နှုန်းကြီးစွာနဲ့ဝယ်စားနေရတာတွေစီးပွားရေးကတော့အမေရိကန်နိုင်ငံမှာဒီ stock share မှာတော့စီးပွားရေးကအညွှန်းကိန်း9000ကျော်နဲ့စီးပွားရေးတော့အောင်မြင်နေတယ်လို့တွေ့နေရတယ်ဒါပေမဲ့ပြည်တွင်းနိုင်ငံရေးအနေအထားများအရလက်ရှိအစိုးရကိုပြည်သူတွေကထောက်ခံမှုကျဆုံးနေတာတွေအဲ့ဒီအမှအမေရိကန်နိုင်ငံမှာမဲဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်နော်မဲပေးပွဲမဲယုံဖွင့်မယ်ဆိုရင်မဲယုံရဲ့2မိုင်ပတ်လေကိုဘယ်လက်နက်ကင်မှလာလို့မရဘူးဥပဒေနဲ့ကန့်သတ်ထားတယ်အဲ့ဒါကိုသမ္မတကလာမယ့်ရွေးကောက်ပွဲမှာငါတို့ဒီရှုံးနိုင်တယ်ဒီမိုကရက်တွေကမဲလိမ်တော့မယ်မဲခိုးတော့မယ်အဲ့ဒီအတွက်ငါတို့ဒီမောင်ရီခဲတို့အဖွဲ့ကိုမဲယုံပတ်လည်မှာဝိုင်းထားပြီးတော့ဒီမိုကရက်တွေကဒီနိုင်ငံသားမဟုတ်တဲ့ immigrant တွေလာပြီးခိုးပြီးမဲပေးနေတဲ့ကိစ္စကိုလှုပ်ဆောင်မယ်ဆိုတဲ့ပြောဆိုမှုတွေတခါအမေရိကန်နိုင်ငံမှာသမ္မတနဲ့အဖွဲ့ကလက်ရှိအစိုးရအဖွဲ့က2020ဂျိုးဘိုင်ဒန်ကိုသူရှုံးခဲ့တဲ့ရွေးကောက်ပွဲမှာဒီမိုကရက်ပြည်နယ်တွေကမဲယုံမှုတွေပြည်နယ်အစိုးရမဲယုံတာဝန်ရှိတဲ့သူတွေကမဲမပေးသင့်တဲ့လူမဲမပေးထိုက်တဲ့သူပြောချင်တာကနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားတွေကိုမဲပေးပြီးတော့မဲခိုးပြီးအနိုင်ရတယ်ဆိုတဲ့ဆွဆွဲချက်တွေအပြင်းအထန်ပြန်လည်ပေါ်ပေါက်နေတဲ့အချိန်တခါအမေရိကန်နိုင်ငံမှာအမေရိကန်နိုင်ငံသားဖြစ်မှမဲပေးရတာမှန်ပေမဲ့လေအမေရိကန်နိုင်ငံမှာစာတိုက်မဲနဲ့ကြိုတင်မဲပေးတာတွေအီးမေးလ်နဲ့ကြိုတင်မဲပေးတာတွေနော်အဲ့ဒါမျိုးတွေရှိနေတာစာတိုက်မဲတွေကြိုတင်မဲတွေရှိနေတာတွေအဲ့ဒါတွေအားလုံးဟာအီးမေးလ်နဲ့မဲပေးတာဟာဒီမိုကရက်တွေကအများဆုံးလုပ်တယ်ကြိုတင်မဲပေးတာကသမ္မတထရန့်တို့ရဲ့ဒီ Republican တွေကအများဆုံးလုပ်တယ်ဒါကြောင့်အဲ့ဒီဒီမိုကရက်တွေလုပ်နေတဲ့အီးမေးလ်နဲ့ပို့တဲ့မဲတွေဟာနိုင်ငံသားမဟုတ်တဲ့နိုင်ငံသားအမေရိကန်နိုင်ငံမှာဘာစာရွက်စာတမ်းမရှိပဲနေထိုင်နေတဲ့နိုင်ငံသားတွေကိုဒီမိုကရက်ပြည်နယ်တွေဒီမိုကရက်အုပ်ချုပ်နေတဲ့မဲယုံတွေမှာမတရားမဲပေးပြီးမဲတွေနဲ့နိုင်ယူနေတယ်လို့လက်ရှိသမ္မတနဲ့အစိုးရတစ်ဖွဲ့လုံးကယုံကြည်နေတာတွေအဲ့ဒီအတွက်အမေရိကန်နိုင်ငံလွှတ်တော်မှာ Safe Act လို့ခေါ်တဲ့လုံခြုံတဲ့ဥပဒေကြမ်းတစ်ခုကိုသမ္မတကတင်သွင်းထားတယ်အဲ့ဒီဥပဒေကြမ်းအရာ voter ID လို့ခေါ်တဲ့မဲပေးတဲ့လူတွေဟာနိုင်ငံသားဖြစ်ရမယ်နိုင်ငံသားမှတ်ဖို့တင်တို့သမ passport တို့သမမွေးစင်ပြမှမဲယုံထဲမှာမဲပေးလို့ရမယ့်ဟာကိုသမ္မတနဲ့ဒီပါဝင်တွေကပြင်ကျင်တယ်အဲ့ဒါကိုဒီမိုကရက်တွေကလက်မခံဘူးဒါအမေရိကန်နိုင်ငံဖွဲ့စည်းပုံအရလည်းမလိုအပ်ဘူးလို့ပြောနေတယ်အဲ့တော့အဲ့လိုအချက်လက်တွေနဲ့လာမယ့်မဲယုံတွေကလည်းတခါ nationalize ပေါ့နော်အဲ့တော့ပြည်နယ်တွေမြို့နယ်တွေကမဲစင်းပြုစုတာတွေမဲယုံထောင်တာတွေမဲယုံကိုကြီးကြပ်နေတာတွေမဲရည်တွက်နေတာတွေကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကော်ကော်မရှင်တစ်ခုကိုဖွဲ့ပြီးအေးရတဲ့ဆင့်ဗဟိုအစိုးရကနေပြီးဒါတိုက်မဲယုံတွေကိုအချိန်နဲ့တပြေးညီတသမတ်တဲ
လုံးမယ်ဆိုတဲ့သမရရဲ့အကြံပြုချက်ချင်းချောက်မှုတွေထွက်နေတာတွေအမေရိကန်နိုင်ငံရဲ့ Federal ဥပဒေများအရာ